ပါပါလန်ဒန်လင်းကမ်ပဏီကပြန်လဲကြိုးစားပါတယ်ဒီနေ့ grade 12မှာတင်ထားတဲ့ grade 12 grammar ဘိုင်းကနှစ်မျိုးမိလို့ရပါတယ်multiple choice နဲ့ stylistic transformation ကိုကြောက်ကိုပြန်ရေးတဲ့ပုံစံနဲ့ပါဒါလေးရရင်တစ်မှတ်သုံးဖို့နှစ်မှတ်ကတော့ရဖို့များပါတယ်အနေနဲ့တစ်မှတ်လောက်တော့ရနိုင်မှာပါဟာနှစ်ခုလုံးပါရင်တော့ကောင်းတော့နော်ဆိုရင်ကျွန်တော်တို့ cause နဲ့ effect ကအဲ့လောက်ခွဲခြားသိလိုက်ရင်ဆက်လို့လွယ်ပါပြီ cause ကနောက်ကနေရှင်းပြမယ့်ဝါကြကသူပြောမယ်သူကတော့ cause and effect လို့ပြောထားတာနောက်ကဝါကြက reason ရှင်းပြရမယ်ဟေ့ဆိုရှင် because ထဲက because of due to owing to နဲ့ရွေး effect သူ့တက်ရောက်မှုကြောင့်ဖြစ်တဲ့ဟေ့ဆိုလို့ရှိရင် effect ကိုရွေးအဲဆို effect ထဲမှာဘာတွေပါလဲ cause ထဲမှာဘာတွေပါလဲနောက်က reason နဲ့ရှင်းပြမှာဘာတွေလဲဒီလိုမျိုးကြက်ထားလဲရတယ်မှတ်ထားလားဆိုတော့ဘာတွေกว่าလဲဆိုရင်because ရဲ့နောက်မှာ clause လိုက်တယ် as a result နောက်မှာ clause ကိုကြားလိုက်တယ် consequently as a consequence နောက်မှာဟောကြားလိုက်တယ်ကျန်တဲ့ဟာတွေ preposition တွေ because of due to owing to as a result of ရဲ့နောက်မှာ noun လိုက်တယ်ဒီလိုမျိုးတစ်ခုမှတ်မယ်ဒါဆိုရွေးချက်ဖို့တစ်ခုရပြီပြောမှအသေးစိတ်လေးဘယ်လိုသုံးလဲဆရာတို့လေ့လာကြည့်အောင် because ဆိုတဲ့ပုံစံက subordinating conjunction အနေနဲ့ဆက်ထားတာသူကယာယီပုတ်ဆက်အနေနဲ့ဆက်ထားတာသူက dependent clause ဖြစ်တယ်အမိကို dependent clause ဆိုတော့သူတစ်ကြောင်းနဲ့ရက်တွေလို့မရဘူးအဲ reason အနေနဲ့တခြား main clause ကိုရှင်းပြဖို့မိတ်ဆက်ပေးလိုက်တာဖြစ်တယ် she was late because her car broke down သူမနောက်ကျခဲ့တယ်နောက်က reason နဲ့ရှင်းပြတယ်သူမကာကပြတ်ခဲ့လို့ဆိုတော့ reason ပေးထားတာအဲ့ဒါဆိုရင် because ကိုရွေးမယ်နောက်ကဒီလိုမှတ်လိုက်ရတယ်နောက်ကဝါကြနေရှင်းပြရင် cause ထဲကပါတဲ့ကောင်ရွေးမယ် now because of a prepositional phrase ဖြစ်တဲ့ the phrase စကားစုတစ်လုံးနဲ့ပို့လို့နော်သူ့နောက်မှာပါလဲဆိုတော့ introduces a noun phrase လိုက်မယ်the bad weather စာဒီပြင်မှာနော် the heavy rain တို့စာဒီပြင်ဒါမှမဟုတ် noun or pronoun and its modifier သူရဲ့ modifier တွေဖြစ်မယ် or ဒါမှမဟုတ် gerund phrase ဖြစ်မယ် verb ing နဲ့စတဲ့ phrase တွေဆိုရင် because of နဲ့ဆက်မယ် reason ကိုရှင်းပြဖို့ဆိုရင် noun နဲ့ရှင်းပြရင်ခုန because ဆိုရင် clause နဲ့ရှင်းပြတယ် subject verb ပါတယ် because of ဆိုရင် verb ing သို့မဟုတ် noun နဲ့ရှင်းပြမယ်ဆိုရင်သူကဘာလို့ဆို modify လုပ်ပေးတယ်သူက modifier ကိုရှင်းပြပေးတာnoun phrase ကိုသွားပြီးအထူးပြုမှာပေါ့ဒီမှာ example he succeeded because of his work hard noun အနေနဲ့ဆက်မှာဆိုတော့ because of နဲ့ဆက်တဲ့ because နဲ့မရဘူးသူအောင်မြင်ခဲ့တာသူရဲ့အောင်မြင်မှုကြောင့် reason နဲ့ရှင်းပြတယ်ဒီနေရာမှာ because of ကိုရွေးတာ succeeded သူကပြောထားတဲ့ noun phrase အနေနဲ့ဆက်တယ်ပြီးတော့သူရဲ့ modifier အောင်မြင်တာသူကဘာဖြစ်လို့အောင်မြင်ခဲ့တာလဲဒီအောင်မြင်တာကိုလာပြီးတော့သူက modify လုပ်တာတယ်ဒီ noun က his work hard ကလာပြီးတော့ succeeded ဖြစ်တာကို modify လုပ်တဲ့ because of နဲ့ဆက်တယ် now due to သူလည်း prepositional phrase ပဲသူက function as an adjective ဖြစ်လှုပ်ဆောင်ပေးတယ်ဆိုတော့ adjective နေရာမှာဝင်ပါ example ကိုကြည့် the cancellation was due to the bad weather ဆိုတော့ noun ဖြစ်တယ်အဲ့တော့ due to နဲ့ဆက်မယ် due to the bad weather သည် verb to be နောက်မှာ adjective phrase အနေနဲ့လိုက်လိုက်တာဖြစ်တယ်အဲ့ဒါကြောင့် verb to be နောက်မှာသုံးမျိုးလိုက်တာဟုတ် noun adjective adverbial ဆိုတော့ adverbial verb to be နောက်မှာလိုက်တာဟုတ်နော်ခေါ်တယ်ဆိုတော့ဒီနေရာမှာ verb to be ရဲ့နောက်မှာ adjective အနေနဲ့သူကဝင်ထားတာ adjective ဖြစ်လှုပ်ဆောင်ပေးတာအဲဆို verb to be ရဲ့နောက်မှာဆိုရင် due to နဲ့ဆက် verb ing ဆိုရင် because of နဲ့ဆက် now owing to prepositional phrase ပဲ very similar to because of နဲ့ဆင်နေတဲ့ more formal ပို့ပြီးတော့ formal ပို့ကြတာပဲရှိတယ် interchangeable ဆိုပြောင်းသုံးလို့ရတယ်ဆို owing to because of အတူတူပဲသုံးလို့ရတယ်လဲသုံးလို့ရတယ်အဲ့တော့ဒီလိုမျိုးဆင်တူတာတွေကိုပေးမှာမဟုတ်ဘူး multiple choice မှာဆိုရင်မဆိုင်တဲ့ဟာနှစ်ခုနဲ့တကယ်အဖြစ်တစ်ခုပဲပေးထားမှာဖြစ်တယ်ကြောင့်ရွေးရလွဲပါတယ် owing to the heavy rain ရေမယ်အစား because of the heavy rain ရတယ် the match was postponed ပြိုင်ပွဲကိုရွှေ့ဆိုင်းလိုက်တယ်ပြိုင်ပွဲရွှေ့ဆိုင်းရတာရှင်းပြတာဘာကြောင့်လဲ heavy rain ကြောင့်သူရှင်းပြတယ်ဖြစ်ရကိုရှင်းပြရင်ဆရာတို့ဒီ cause အောက်မှာရှိတဲ့ကောင်တွေနဲ့ summate because of due to because of owing to ဒါရင်းနဲ့ summate နော်ဆိုရင်အဲ့တော့အခုဒါပေမဲ့အခု modern မှာ
တွေ့ပါလိမ့်မယ် due to နဲ့ because of နဲ့လည်း interchangeable ရပါပြီအဲ့တော့ဒီသုံးခုကအတူတူသဘောဖြစ်သွားတဲ့အတွက်ကြောင့် traditionally မဟုတ်ဘဲနဲ့ modern ဆိုရင်သုံးမျိုးလုံးအတူတူပဲဖြစ်တဲ့မျိုးပုံစံဖြစ်တဲ့ကြောင့်ဒါကိုနှစ်ခုပေးထားမှာမဟုတ်ပါဘူးဖြေရမယ်ဖြေရမယ်ဆိုရင်ဒီသုံးခုကတစ်ခုပေးထားမှာဖြစ်တဲ့ကျန်တဲ့ဟာနဲ့ရွေးခိုင်းမှာဖြစ်ပါတယ် as a result သူကြတော့ effect ရောက်သွားပြီသူ့ကြောင့်ဟိုဘက်ကဖြစ်ရတာဖြစ်တာဒီမျိုးမှတ်လို့ရတယ် prepositional phrase ပဲ off ပါတဲ့ကြောင့်နောက်မှာ noun နေပဲလိုက်မယ်တော့ပိုင်းကြီးလိုက်မယ်because of သူကြောင့်တစ်ဖက်ကဖြစ်တာဟိုကဖြစ်တဲ့ဟာကိုရှင်းပြတာခုန cause တွေကအခု effect ကကြတော့သူကြောင့်တစ်ဖက်ဟာဖြစ်တာ introduce as a noun phrase ကိုမိတ်ဆက်မယ် phrase လိုက်မယ်နော် because as a result of preposition noun မှာလို့ noun or pronoun is and its modifier or gerund လည်းဖြစ်နိုင်တယ် phrase indicating the cause and origin of something တစုံတစ်ခုဖြစ်လာတဲ့စတင်ဖြစ်ပေါ်လာတဲ့အကြောင်းအရာကိုညွှန်ပြခြင်းတဲ့ကြောင့်သူ့ကြောင့်ဘာကဖြစ်တာအဲဆိုရင်အဖက်ဖက်ကဟာဒီဆက်မဲ့ပပိုင်သို့မဟုတ် noun ဆိုရင် as a result of နဲ့ဆက်မယ် his illness was as a result of poor diet poor diet သူရဲ့ diet အစာအာဟာရနည်းတဲ့ရလက်ကြောင့်သူဖျားနာတာသူ့ကြောင့်သူ့ရဲ့ effect ကြောင့်ဖျားနာမှုဖြစ်တာအာဟာရချုပ်တယ်လို့စားနည်းလို့ as a result of or investigation so now ဆိုရင် investigate လို့စုံစမ်းစစ်ဆေးတဲ့ရလက်ကြောင့် new evidence emerge ဆိုရင် evidence သက်သေတွေအသစ်တွေထပ်ပြီးတော့ရရှိလာတယ်ဆိုတော့သူ့ကြောင့် investigate လို့သူရတာသူရဲ့ effect ကြောင့် new evidence ဖြစ်ပေါ်လာတယ်ဒါက effect သူ့ကြောင့် investigate ကြောင့် new evidence ရတယ်နောက် as a result ဒီကောင်ကြောင့် as a result ကျန်တဲ့သုံးခုconsequently ရဲ့ as a consequence သူ့ရဲ့နောက်မှာကျတော့ word ကြလိုက်တယ် adverbial phrase ဖြစ်တယ်သူက conjunctive adverb phrase ဆိုတာစကားလုံးတစ်လုံးနဲ့ as a result ဆိုတဲ့ကြောင့်သုံးလုံးဖြစ်တဲ့ကြောင့်သူက phrase လို့ခေါ်ပါပြီနော်ခဏဆက်သွယ်ပြီးတဲ့ two independent clauses သူက independent ဖြစ်တယ်နော်နှစ်ကြောင်းကခွဲလိုက်လို့ရှိရင်သူကရက်ဒီလို့ရတယ် indicating the second statement ဒုတိယ statement ကိုတဲ့ညွှန်ပြဖို့ is a consequences of the first ပထမဖြစ်ရဲ့ကြောင့်နောက်ကဖြစ်ရဲ့ effect ဖြစ်မယ်ဟဲ့ဆိုလို့ရှိရင် as a result နဲ့ဆက်မယ် it often appears at the beginning of a sentence တခါကျရင်ဝါကြရဲ့အရှိမရေးလို့ရတယ် or clause ဝါကြရဲ့ရှေ့ဝါကြဝဲရှေ့ follow by the comma ဒီထားမှာနော်သူ comma လေးပါမယ်ဒါမှမဟုတ်ရင် or after a semicolon comma သို့မဟုတ် semicolon လို့ full stop လို့ချပြီးဆက်မယ်ဆက်လို့ရတယ်သူက independent ဖြစ်နေလို့အမိခိုကင်းလို့ full stop လည်းချဆက်လို့ရတယ် semicolon နဲ့လည်းရတယ် he didn't study for the exam as a result he failed သူစာမွဲမဖြေစာမကြိုးစားစာမွဲအတွက်စာမကြိုးစားခဲ့ဘူးရလကတော့ဒီစာမွဲကြားခဲ့တယ်ဆိုတော့ what ကြဖြစ်တဲ့ကြောင့် as a result full stop နဲ့ချထားတယ် as a result နဲ့ဆက်တယ် now consequently သူက conjunctive adverb ဖြစ်တယ် similar to as a result as a result နဲ့ဆင်တူတယ်ဆရာကပြောတာဒါမျိုးတွေကအတူတူပေးလို့မရဘူးဘာလို့ကျောင်းကနှစ်ခုလုံးရွေးလို့ရတယ် indicates a logical sequence of outcome ရလဒ်ကိုဖြစ်ပေါ်လာတာအတူတူပါပဲเนาะ it is often used to connect two independent clauses or sentences အတူတူပဲအမိကိုကင်းတဲ့ independent sentence clause တွေကိုဆက်မယ် typically at the beginning of a clause or sentence ဘာကြရဲ့ရှေ့ဘာကြဝဲရှေ့မှာဆက်တယ် follow by the comma or semicolon ခုနနဲ့အတူတူပဲ as a result နဲ့ more formal than as a result နဲ့ formal ပိုဖြစ်တာပဲဖြစ်တယ်လို့ကြောင့်သုံးလို့ရတယ်ရွေးလို့ရတယ်ကြိုက်တာနဲ့ဖြေလို့ရတယ်အဲ့တော့ဒီနှစ်ခုကိုသူပေးမှာမဟုတ်ဘူး the train was delayed for hours ရထားနိုင်နေကြရင်နောက်ကျခဲ့တဲ့ consequently သူစကားတော့ many passengers missed their connection သူရဲ့အဆက်အသွယ်တွေအချက်တွေပြတ်တောက်ခဲ့ရတယ်ရထားနောက်ကျလို့သူ outcome က passenger တွေက connection အဆက်အသွယ်ပြတ်တောက်ခဲ့တယ်လူလာကြိုတဲ့လူတို့ဘာလို့အဆက်အသွယ်ပြတ်တောက်ခဲ့တယ်ရထားအချိန်ကြာကြီးနောက်ကျလို့ the demand for the product dropped sharply ဒီဝယ်လူအားထုတ်ဝင်ရဲ့ဝယ်လူအားအတိအကျကျဆင်းသွားတဲ့ကြောင့် the company had to reduce production company က had to reduce production ကထုတ်ကုန်တွေကိုထုတ်လုပ်မှုအားတွေကိုရှော့ချခဲ့တယ်ဒီမှာ
ဘာနဲ့စမယ်ဆို consequently ဆရာရိုက်တာကြံခဲ့ပါတယ်ဒီမှာ consequently the company had to reduce နောက်မှာ consequently ဆိုပြီး comma လေးထည့်လိုက်နော် sorry ဆရာဒါစစ်တာမဟုတ်ပါဘူးအခုမှတွေ့လိုက်နော်ဆိုရင်အတူတူပဲ as a result နဲ့ consequently နဲ့အတူတူပဲနောက်ဒီမှာ as a consequence အတူတူပါပဲ adverbial phrase ဖြစ်တဲ့ conjunctive adverb so similar to as a result consequently နဲ့အတူတူပဲဆိုတော့ဒီသုံးခုအတူတူပဲ indicates the right outcome or effect ဒါရိုက်ရလဒ်သို့မဟုတ်တရားမှုကိုညွှန်ပြဖို့ consequences of the first ပထမဖြစ်ရဲ့အကြောင်းနောက်ဖြစ်လာတဲ့ဟာကိုပြောဖို့ is often used in the same way တခါကျရင်ပုံစံအတူတူသုံးလို့ရတယ် connecting independent clauses or sentences it can sometimes imply a more serious or significant outcome သူကပို့ပြီးတော့ပြင်းထန်တဲ့ရလဒ်တွေအတွက်ပို့ပြီးတော့ကြီးကြီးမားမားဖြစ်သွားဖြစ်ရတဲ့အတွက်သုံးတယ်ဒါ writer အနေနဲ့စာရေးသူအနေနဲ့ဒါကဘာအတွက်သုံးမယ်ဆိုတဲ့ဟာကိုပုံမှန် motive ရေးသွားတာဖြစ်တယ်ကိုဆက်မယ်ဆိုရင်ကိုကြိုက်တာနဲ့ကိုယ့်ရဲ့ပုံမှန် motive ဆက်လို့ရလို့တော့ဒီသုံးခုတွေကကြိုက်တာဖြစ်တာ the factory violated environmental regulation as a consequence it faced heavy fines ပေါင်းကြီးကိုရန်ထိခိုက်ပြင်းထန်သွားပြင်းထန်ထိခိုက်စေခဲ့တယ်ဒါရလကတော့ company fine အများကြီးရိုက်ခံရတယ်နောက်အကျိုးရလပေါ့ပြင်းထန်တဲ့ဖြစ်ပေါ်တဲ့အကြောင်းအရာဖြစ်တဲ့အကြောင်း as a consequence နဲ့ဆက်လိုက်တယ် he ignored the doctor's advice သူကညှိလို့ရှုခဲ့တဲ့ဆရာဝန်ရဲ့အကြံဉာဏ်ကိုဒီမှာ as a consequence ကြံခဲ့မယ်ပြီးဒီမှာဒီ his condition worsened သူရဲ့အခြေအနေကပိုဆိုးသွားခဲ့တယ်ဆိုတော့ဒါလေးတွေကလွယ်ပါတယ်ဒါလေးကိုနားမလည်သေချာပြန်ကြည့်ပါအဓိကရှေ့ပိုင်းလေးမှာဆရာပြောခဲ့တာဒီဟာလေးကိုရရင်ရပါပြီဆိုရင် because ညနောက်မှာနောက်ကနေ reason နဲ့ပေးမယ်ဆိုရင်what are clause ဖြစ်နေပြီဆိုရင် because of နဲ့ပဲဆိုရင်ဘာပိုင်ဆိုရင် because of နဲ့ဆက် due to လို့ owing to လို့ဆိုရင်တော့အလား noun နဲ့ဆက်မယ်များဘာပိုင်ကြီးနဲ့မဆက်ဘူးဒါပေမဲ့သုံးခုလုံးက interchangeable လို့ပြောရတဲ့ကြောင့်ရပါတယ်ဒါပေမဲ့သူပေးထားတာ stylistic transformation မှာဆိုရင် because of လို့ due to လို့ owing to လို့နဲ့ဆက်ပါဆိုရင်သူက clause ပေးထားရင်ကဘာပိုင်ကြီးလို့မဟုတ် noun ပြန်လုပ်ပေးရတယ်နောက် effect နဲ့as a result of consequently ဆိုတော့ဒီမှာ as a result of တခုလည်းပဲသူကြောင့်တခြားဖြစ်တယ်ဆိုရင် as a result as a ဒီ effect အောက်က၄ခုနဲ့ဆက်မယ် noun ဆိုရင် as a result of နဲ့ကိုရွေးမယ် clause တွေဆိုရင်ကျန်တဲ့ as a result consequently as a consequence နဲ့ဆက်မယ် comma လေးတွေခြားထားတယ် full stop လေးခြားထားတယ်ဆိုရင်ကျင်းနေတဲ့ဒါနဲ့ဆက်လို့ရပါတယ်ဒါဆိုရင်အလုံးနားလည်းထင်ပါတယ်ဒီဗီဒီယိုအစားဆုံးကိုဇာဒီမှာ YouTube မှာတင်ထားပါမယ် YouTube သူအကုန်လေးပေးထားပါတယ်เนาะဆိုတော့အဲ့မှာဘုံတောက်လျှောက်ပြင်ပေးထားပါမယ် TikTok ကတော့နည်းနည်းပဲအခြေနည်းနည်းပဲရတယ်လို့တော့နောက်ပိုင်းဆရာ YouTube မှာပဲတောက်လျှောက်တင်ပါမယ်အရင်တည်းကလည်း YouTube ပဲသုံးကြဖြစ်တယ်ဗျအားလုံးဖြေဆိုနိုင်မယ်လို့ထင်ပါတယ်ဒါလုပ်ပြီးလေ့ကျင့်ခန်းလေးလုပ်ပါလို့တိုက်တွန်းနေပါတယ်เนาะဟုတ်အောင်မြင်နိုင်ကြပါစေမင်္ဂလာပါ